ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Audio Book Channel ကပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ Channel ကနေဇာတ်လမ်းကောင်းမျိုးစုံကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့မှလည်းစာရေးဆရာမကြီးအေးရေးသားထားတဲ့နွယ်လျအိမ်ပြန်ဆိုတဲ့ဇာတ်လမ်းလေးရဲ့စသိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ကျမကတော့တင်ဆက်သူသေရင်းဆန်းပါအထီးတီးနိုင်လာတဲ့တင်မေရဲ့တင်မေတယောက်တည်းပဲနေနိုင်တယ်လူတွေတိုးကြည့်တော့အယိုးရင်သွားပြီမို့လို့လားတော့မသိဘူးမရတော့ဘူးဟိုတော့ဆိုရင်လူတွေကိုမုန်းပြီးတော့တင်မေဘဝတက်တက်ဖဲထားပြတာပဲအဲ့ဒါမကောင်းဘူးကြားနာစိတ်လို့ခေါ်မလားအဲ့ဒီစိတ်ကကိုရောတခြားလူရောကောင်းချိုးမပေးနိုင်ဘူးအဖိနှိတ်ခံရလို့တော့မတရားတာလို့နာတွေ့လို့တော့ဒီစိတ်ပေါက်လာတာပေါ့လေဒါမဲ့လက်ခံမထားသေးဘူးဘဝကိုရယူတဲ့သဘောကလူတွေကိုမုန်းပြီးတော့အရာအလုံးကိုပြစ်ပယ်ဖို့မဟုတ်ဘူးကွရလာတဲ့ဘဝကိုလက်ခံပြီးတော့ခြေနဲ့ပျော်ရွှင်ဖို့ပဲတင်မေကတော့ဘာဖြစ်လို့လောကကြီးမှာလူတွေအသက်ရှင်ပြီးနေထိုင်ကြသလဲဆိုတာအဖြေရှာလို့မရသေးဘူးဆရာပြောတာကိုလည်းတင်မေမယုံနိုင်သေးဘူးလေဘဝကိုလက်ခံပြီးတော့ခြေနဲ့ပျော်ရွှင်ဖို့မလားဒါမဖြစ်နိုင်ဘူးတင်မေကလူတွေကိုချဲနေတဲ့ကြားနာစိတ်မရှိရင်ဆရာစကားမှန်တယ်ဆိုတာသိမှာပဲတင်မေဘာလို့မှချင်မနေပါဘူးလူတွေကိုချစ်တယ်ခင်တယ်သူတို့ကောင်းကျိုးအတွက်အသက်ဆုံးမယ်လို့တော့စိတ်မထားတာအမှန်ပဲတခါတော့တင်မေလူရှုပ်တဲ့တနေရာကိုရောက်သွားတယ်မိုးစစင်လင်းတဲ့အချိန်လဲလေးกว่าမှာတင်မေညာဘက်ကဈေးနဲ့လူတွေဟိုသွားဒီလာနဲ့ပေါ့တချို့မျက်နာတွေကပြောလို့တချို့ကညှိုးလို့အဝတ်စားပြောင်လဲပါတယ်ဆုပ်လဲပါတယ်အိုးအမျိုးစုံပေါ့လေဒါမဲ့လူတွေအားလုံးကသူတို့စိတ်ကူးထားရအောင်မှန်းပြီးလှုပ်ရှားရှိတာကိုလုပ်နေကြတာပဲတင်မေတွေးမိတယ်သူတို့ထက်မှပညာရှိရလဲပါမှာပဲမသိတာမတတ်တာနဲ့ပါမှာပဲဒါပေမဲ့လူတိုင်းကတော့တနေ့သေရမှာပဲဆိုတာကိုသိရမလားသေသွားပြီဆိုတဲ့တနေ့မှာနေခဲ့တဲ့ဘဝဘာမှအထိပ္ပယ်မရှိတော့ဘူးလူတိုင်းကတနေ့မှာလုံးဝပျောက်ကွယ်သွားမှာပဲဒါကိုသိပေမဲ့ရည်တဲ့အခါကြီးငိုတဲ့အခါငိုလိုက်ပေါ့လေဒုက္ခတွေဒုက္ခတွေကိုသိပြီးတော့အသက်ရှင်နေတာတတိရှိရလို့မခေါ်နိုင်ဘူးလားဟင်အဲ့ဒါနဲ့တင်မေသူတို့ကိုသဘောကျပြီးတော့ခင်မင်နဲ့စိတ်ပေါ်လာဘူးတယ်ဆရာခဏလောက်စဉ်းစားနေပြီးတော့အဲ့တုန်းကတင်မေကစိတ်ညစ်နေတဲ့ချိန်မလားဟုတ်တယ်လို့ပြောရင်းနဲ့ဆရာဘယ်နဲ့သိပါလိမ့်လို့လဲတွေးနေမိတယ်စိတ်ညစ်လို့တော့သိတဲ့အကြောင်းကိုတွေးတာပေါ့အသက်ရှင်နေတဲ့အကျိုးနားမလည်ဘူးပေါ့ကွယ်စင်စစ်တော့တင်မေကကံမကောင်းလာဘူးအသက်ငယ်ငယ်ရွယ်မှာကြုံဘူးတဲ့ကိစ္စတွေကကြီးကျယ်လာတယ်လीပြီးတော့စာလဲသိပ်ဖတ်တယ်မလားစာအုပ်ကလွဲပြီးတော့တင်မေနဲ့တဲ့တဲ့အဖို့ဘူးမှမရှိဘူးကောင်းကောင်းမစင်ကျင်နိုင်သေးခင်မှာစာဖတ်တာများလို့တော့ဝေးနေတာပေါ့ဘာမှမယုံဟုတ်တယ်မလားစာအုပ်တွေကိုလည်းတစ်ခါမီးရှို့ပစ်ချင်တာစာရေးဆရာတွေကတယောက်တစ်ပေါက်ပြောသွားတော့ဘာလို့ယူရမယ်မသိဘူးတင်မေတော့အကုန်ပြန်လွှတ်ပစ်လိုက်တာပဲကိုကကိုပဲတွေးတယ်စာအုပ်ဆိုတာခက်သားပဲဟင်အယူဆတွေကိုသိရတာကောင်းပါရဲ့ဒါမဲ့ဘာမှပုံသေးယူလို့မဖြစ်ဘူးရက်စတင်ပြောသလိုတခေတ်တုန်းကမိန်းမလားတယောက်မိုင်မားမိရင်သေပစ်ဖို့နီးလဲအကောင်းဆုံးပဲလို့ဆိုတယ်လေအခုခေတ်ကျတော့လည်းမိန်းမတွေမိုင်မားမိရင်မွေးလာတဲ့ကလေးအတွက်လာဝင်ယူဆောင်ရွက်ပေးဖို့အစိုးရကစပြီးလုပ်တယ်တင်မေအတွက်တော့ဆရာဘာလို့မှမသိတော့ဘူးမင်းစိတ်တွေကလေးနေပါပြီကွယ်လောကကြီးကိုမေ့သွားနိုင်အောင်စိတ်ဝင်စားစရာဘာမှမရှိဘူးလားဥပမာဂီတာသင်ကွယ်ငငယ်ကသင်လာခဲ့ရင်ကောင်းပါအခုတော့စိတ်ထဲမှာဆရာရဲ့တချင်းဆိုတာတွေပြောနေတာတွေကသေးနှုတ်တယ်လို့ထင်နေတော့တာဒါဖြစ်ရင်လည်းကြီးညိုနဲ့ဖျားရှိခိုဘိက္ခုနီဖြစ်အောင်ကြိုးစားတင်မေကပခုံးကျွန့်ပြီးတော့တင်မေဖျားရှိခိုတော့10နှစ်မကဘူးထင်တယ်ပြီးတော့အခုလက်ဆောက်လက်ကင်ပြနိုင်တဲ့အခုတဘဝမှာပဲယုံတော့တယ်တင်ရင်အလောင်းမြေကြပြီးတော့မြေဩစာဖြစ်သွားမှာပေါ့ nitric acid တစ်စက်နှစ်ဆက်လောက်တော့တိုးပွားလာအောင်မှာပေါ့ဝိညာဉ်မရှိဘူးလို့ယုံလားကွယ်ဒါပြောရခက်ဆုံးပဲဘာမှမငင်းချင်ဘူးလေလက်ညှိုးနဲ့ထောက်ပြီးမပြနိုင်တဲ့ဟာကိုအတွေးခေါ်တွေနဲ့ဝေပုံချပြီးဆုံးဖြတ်တာကိုလည်းတင်မေမလို့ချင်ဘူးတင်မေဟာဘာလို့မှလက်မခံတော့ဘူးမလားဆရာသဘောကတော့မကောင်းဘူးမဟုတ်ဘူးမဖြစ်နိုင်ဘူးဆိုပြီးတော့အားလုံးကိုပြစ်ပယ်တာမကြိုက်ဘူးအားလုံးမကောင်းဆိုရင်ကောင်းတာနဲ့အနည်းဆုံးကိုလက်ခံရမယ်ကွလောကမှာတုံညနဲ့တရားတစ်ခုတည်းရှိရမှာမဟုတ်တာဈားထဲမှာကနန်းတွေအများကြီးပဲတင်မေကအားလုံးကိုသိသိချင်ပြီးလောကြီးနေသလားတော့မသိဘူးပြီးတော့မယုံနိုင်တဲ့အချင်းဟာဒီလိုထင်တယ်အဖြစ်အပျက်ကိုပေါ့နော်အပြက်ကစပြီးကြုံမှုရတယ်လို့ထင်တယ်ဥပမာမေတ္တာဆိုမှတော့မိဘရဲ့မေတ္တာဆိုတာကိုတင်မေမရကြရတခြားဒဇိမ့်နေစီကဘယ်နဲ့လို့ရတော့မလဲဆိုပြီးမေတ္တာဆိုတာကိုမယုံတော့ဘူးလေ
။အိုးတင်မေဘာလုပ်ရမလဲဆရာ။ဆရာတင်မေရဲ့တီတီကြီးကြီးမေးလိုက်တဲ့စကားအတွက်ချက်ချင်းမျက်နှာထားပြင်လိုက်ပြီးတော့ငယ်ပါသေးတယ်ကွယ်ဘာမှကြီးကြီးကျယ်ကျယ်တွေမတွေးပါနဲ့။တင်မေအခုလိုနေတာမင်းကိုအနည်းဆုံးနားလည်ပြီးတော့ယူရချစ်ခင်မဲ့သူပဲ။တွေ့နိုင်ရင်တော့တဲ့ပြောစရာကောင်းပါပဲ။ဒါမဲ့တင်မေကိုနားလည်မဲ့သူကလည်းရှားမှာပါ။တင်မေကလည်းနားလည်အောင်ပြောမပြချင်ဘူး။တင်မေကဝမ်းနေသွားသလိုဖြစ်ရတော့တယ်။ဆရာပြောသလိုပဲစိတ်တွေလေးနေတာအမှန်ကိုလည်းရှိမ့်မိနေခဲ့တယ်။တင်မေကလဟာပြမှာတွေ့ရမရဖြစ်ကြတဲ့ဆန်လွတ်နေတဲ့ငမွေးနူလေးလိုကြပြဆက်ချင်လာတယ်။ဒါပေမဲ့ဘလို့အဆုံးသတ်ရကောင်းမလဲ။လေထဲမှာပဲကြေးမွားပြောက်ပြက်သွားမလား။ပင်လယ်စားငယ်ရည်တွေကိုကြာသွားမလား။ကိုကျော်နဲ့ကြုံတွေ့ခဲ့ရတဲ့တစ်ချိန်ကတော့စိတ်ချမ်းသာခြင်းဆိုတာကိုပြီးရထင်ပါတယ်။စိတ်ချမ်းသာခြင်းဆိုတာလက်တွေ့နဲ့ကြတော့ဖမ်းလို့မမီတဲ့စိတ်ကူးနဲ့လွမ်းတဲ့စကားလုံးတစ်ခုပဲလို့တင်မေကယူဆထားတယ်။ကဲလို့အဲ့ဒီယူဆတာကလည်းတက်တက်မှားရွေးနေတယ်ဆိုရင်တော့တင်မေဘဝဆိုးရွားလာတာကြောင့်ဖြစ်လိမ့်မယ်။စိတ်ချမ်းသာဆိုတာရှိရတဲ့မှာမရရှိလိုက်ရဘူးဆိုရင်လူဖြစ်ရကြုံနဲ့မှမဟုတ်တော့ဘူးလို့တင်မေကတွေးနေမိသေးတယ်။ကိုကျော်နဲ့တွေ့ရရင်စိတ်ကပေါ်ပါပြီးတော့ထွေရလေးပါရှောက်ပြောသွားရင်တော့ဘေးဘက်ဝင်းချင်အောင်မေ့လျော့နေမိတယ်။ကိုကျော်နဲ့တွေ့နေတဲ့အချိန်လေးမှာတင်မေကတခြားတင်မေတယောက်ဖြစ်နေတော့တယ်။ကိုကျော်နဲ့စပြီးတော့တွေ့ဆုံသိချင်ရတဲ့ပုံကတိတ်ပြီးတော့ပြောပြချင်စရာမကောင်း။အဲ့ဒီအခါတော့တင်မေကဆယ်တန်းဆက်မီပွဲကိုဖြည့်ပြီးကစားဖြစ်တယ်။အောင်စင်းမထွက်သေးပေမဲ့အောင်နေဆိုတာကိုသိရလို့ဘာလို့ရမလဲတွင်းရင်လဲမမေတို့ကတော့ကောလိပ်သွားခြင်းလည်းပို့ပေးမယ်လို့ဆိုတယ်။တင်မေကတော့စိတ်ကူးမျိုးစုံနဲ့တက်နေတယ်။ကောလိပ်ပညာကိုအထင်မကြီးကျမ်းမာရေးကလည်းဒီရေဝေါကနေကျသွားသလိုအလင်းမြန်ညံ့ဖြင်းလာတယ်။အဲ့ဒါပြင်မိဘနဲ့သားသမီးဖြစ်သူကကြားထဲမှာသွေးနဲ့ဝတ်တရားသာရှိတော့တယ်။တင်မေကကိုမိဘတွေအတွက်ဝင်ဖို့တစ်ခုလို့သဘောထားပါတယ်။မိဘတွေစီကငွေမှာတဲ့အခါတိုင်းလဲစိတ်နှလုံးနာကျင်ရတယ်။ခင်မေကတော့လက်နောက်ပါသွားပြီးဘယ်ရောက်နေမှလည်းမသိ။အပူလေးကလည်းတည်သွားပြီ။အိမ်မှာဆိုရင်တွေ့တာစရာမေမေပဲရှိတော့တယ်။ဖေဖေကိုတော့စိတ်ထဲမှာမထား။တခါတလေဖေနှလုံးထဲကသွေးနဲ့သူနှလုံးထဲကသွေးတွေကတမျိုးတနွယ်တွေကလာတယ်ဆိုတာသတိထားမိရင်တော့အံ့ဩသွားသလိုနဲ့နေမထီးထိုင်မသာဖြစ်နေသေးတယ်။ဒါပေမဲ့မေမေနဲ့ပဲစကားပြောလို့မဖြစ်တာကြာလှပြီ။အဲဒါကြောင့်ကိုမွေးတဲ့ကိုအိမ်ကိုတော့အိမ်မမန်းပဲရှိတော့တယ်။တင်မေကတစ်နှစ်တခါចောင်းပိတ်ရက်ကိုတော့မှတ်အိမ်မပြန်။နေရတငယ်ချင်းတယောက်ရဲ့မြို့ကိုလိုက်သွားရင်သွားတယ်။ရန်ကုန်မှာပဲဆရာအိမ်မှာနေချင်နေတယ်။ဖေမေမေတို့နဲ့ဆိုရင်သူတို့ရန်ကုန်လာပြီးကျောင်းမှာလာတွင်စကားစမြည်လေးပြောရတယ်။ကိုကအိမ်မပြန်ချင်လို့မပြန်တာဖြစ်ပေမဲ့စိတ်ထဲမှာခုနေတယ်။မိဘနှစ်ပါးကလည်းသမီးပြိုကိုပြစ်ထားတာလားလွတ်လပ်မှုပေးတာလားမတွေးချင်။ပြီးတော့လည်းဘယ်တော့မှလွှမ်းမိုးလို့မရနိုင်အောင်အနေဝေးကွာခဲ့တဲ့သမီးပန်းဖြော့သွေးချယ်ရီပွင့်လေးရဲ့မှာလက်နှထားမှုံနဲ့ဘာတိဘာသာနေတဲ့မိမပြိုအဖြစ်ကိုချက်ချင်းလုံပြောင်းသွားတဲ့သမီးကိုအရာမရောက်နိုင်တဲ့ဩစာတွေပေးဖို့မမေတို့ကမကြက်စီဘူးဆိုရင်လည်းသူတို့အပြစ်မဟုတ်စိတ်ခုတာကိုတော့ဖြောင်းလို့မရစိတ်ခုရအောင်လဲចောင်းပိတ်တဲ့အတွက်လားကြိုပါလို့အိမ်ကိုမမအိမ်ကလည်းဘသူမှပြန်မမေတင်မေကကိစ္စရှင်ရန်ကုန်နဲ့မြရကုန်းတယောက်တည်းကူးတန်းခဲ့တာဖြစ်တာမို့လာကြိုဖို့လည်းမလို့ခလေးဘဝတော့သာမိဘတွေကိုအလုပ်ပြက်အကိုင်ပြက်ပြောင်းဒုက္ခပေးခဲ့တယ်တင်မေကအိမ်ကိုလုံးဝစာမရေးပဲနဲ့ဆရာအိမ်မှာပြောင်းနေတယ်အစာမြေးတာကိစ္စမရှိလက်ထမ်းငွေမရှိတာခက်တယ်ဘိုင်းကြတယ်ဆိုတဲ့စကားခက်ဆန်ပြီးပေါ်ပါကစကားလုံးနဲ့ထည့်သုံးလို့ကောင်းပေမဲ့တကယ်ကြုံကတော့စိတ်ညစ်စရာကောင်းလာတယ်ဆရာအောင်လည်းပြောမပြဘဲနဲ့ကြိတ်ပြီးသားအကြံခက်နေတော့တယ်ငွေဆိုတာကျူးဆိုင်တာမဟုတ်ဘူးလို့ပြောနိုင်ဆုံးကတော့သူမပဲဖြစ်တယ်စိတ်ရွှေရနနာဆိုတာရောဘာတွေလဲကွယ်စိတ်ရမိသွေးပလဲရ9ရက်အမျိုးတည်းပရင်ရတစ်ပင်ရဲ့အစီမလားကြောက်တုံးကြောက်ခဲတွေကိုပို့ကြိုက်ပြီးတော့ကိုဘောမစင်ကျင်ဘူးလို့ပြောခဲ့ဘူးတယ်တကယ်တော့လေဒီအပြောမျိုးတွေကြောင့်မိဘနှစ်ပါးတင်မေကိုချင်တာအမှန်တကယ်တင်မေကဘလောက်ပဲငွေပြန်နေပါစေဖေမေမေတို့လိုတားပြစ်သမီးပြစ်မမမောရှာဖွေနေတဲ့ရွှေငွေဆိုတာကိုတင်းတင်းချက်ချက်စုပ်ကင်ထားဖို့စိတ်မရှိဖွားဖွားမသေးခင်ကပေးခဲ့တဲ့စင်ရင်တို့ကိုရောင်းပြစ်လို့ရတဲ့ငွေ300ကျော်ကိုတစ်လအတွင်းကုန်အောင်သုံးပြစ်လိုက်တယ်နှမျောတယ်ဆိုတာနားမလဲငွေကုန်ပေမဲ့ဘာမှမမေရမရှိတာကိုဂရုမဆိုင်တင်မေကဘိုက်စကုတ်ကြီးစောင့်ပြီးကြည်ပါတယ်ဆရာဒီတစ်ခုကိုတော့တိတ်မကြိုက်ဒါမဲ့တင်မေကလောကကြီးချဲပါရဲ့နေစရာမရှိဘူး
တင်မေမှာပြန်စရာအိမ်လို့လည်းမရှိဘူး။တောင်းကလည်းပိတ်ထားတော့နေလို့မရဘူး။ဆရာအိမ်ကလည်းဆရာမရှိရင်ဘယ်သူနဲ့စကားပြောပြီးနေရမလဲ။မျိုးထဲထွက်ပြန်လဲညောင်းလို့မှနေစရာမတွေ့ဘူး။တင်မေကိုလက်ခံတာဘိုင်းစကုပ်ယုံပဲရှိတော့တယ်လို့လှောင်တောင်ပြောတဲ့အခါမှာတော့မင်းဟာအနေခက်အသေးအခက်ကြီးရဲ့ပါလား။အဲ့လိုညီးပြီးတော့ဘာမှမကန့်ကွက်တော့တင်မေကဘိုင်းစကုပ်ယုံကိုစောနိုင်သမျှဆော့သွားတယ်။ Sound အုပ်ကိုလက်ထဲကင်ပြီးတော့ကားမပြသေးခင်စာဖတ်တယ်။ကားပြတော့လက်စီရှိကိုရောက်လာတဲ့အရေးတွေကိုကြည့်ပြီးတော့နားထဲကိုဝင်လာတဲ့အတန်တွေကိုကြားတယ်။ဒီထက်ပိုပြီးတော့ဘာမှကြည့်မဆိုင်။ခါတလီမှသာစိတ်ဝင်စားလို့ရတယ်။ဒါပေမဲ့အတော်ခန့်နဲ့အလွမ်းခန့်ကိုအံ့ဩစရာကောင်းထုံပေးနိုင်တဲ့စိတ်နဲ့စီစီကြည့်နေမိတယ်။ရုပ်ရှင်ကြီးပရိသတ်စီကအခန်းကိုလိုက်ပြီးငိုရှိုက်တန်ပေးလိုက်။လမ်းဖြန့်အွန်လိုင်းဝါကနေအွန်လိုင်းစားတဲ့လှုပ်ရှားမှုတွေကိုလည်းညှို့စူးနေတော့တယ်။လူတွေကတမင်လုံးနေရလားလို့တော့တန်တရားရှိမိတယ်။ဟုတ်ချင်လည်းဟုတ်မယ်ဒါပေမဲ့အင်မတန်လှလိုက်လဲရှိနေတာကိုလည်းမငြင်းနိုင်။တင်မရသူများမရည်တဲ့အခန်းမှာရှိမိတတ်တယ်။တချင်းနဲ့အကအခန်းဆိုပေမဲ့အမြင်နဲ့မှတ်ချက်ချပြီးတော့မျက်မှောင်ကုန်မိတယ်။ငါလူထူးလူဆန်တယောက်ဖြစ်နေပြီလားကွယ်။စိတ်ရှုံးမိသေးတယ်။တင်မရသူများထက်ထူဆန်းပြီးတော့သဘောကျစရာကောင်းတဲ့ဇက်လိုက်တယောက်တော့မဖြစ်ချင်။တင်မရဘိုင်းစကုပ်ယုံကိုတယောက်ထဲလာပြီးမဲ့ဘာမှအနှောက်အယှက်မတွေ့မထီတထီစော်ကားချင်တဲ့ယောက်ျားမျက်လုံးတွေကတင်မေရဲ့ရဲရင်တင်းမှလာတဲ့မျက်နှာထားကိုမကြည့်ချင်ကြအဲ့အပြင်တင်မေမှာဘေးဘီကဘသူ့မှတတိထားနေတယ်လို့မရှိတာမို့ကြာမျက်စနဲ့အယောဝင်တဲ့အပြုံးတွေကိုမမြင်မိတာဖြစ်လိမ့်မယ်တင်မေကဘသူ့ဝေဖန်ချက်ထင်မြင်ချက်ကိုမှလည်းကြိုးမဆိုင်ဟာဟာဒါမဲ့ကိုကြောက်တော့ဘိုင်းစကုပ်ယုံထဲမှာတွေ့ခဲ့တာဖြစ်တယ်တင်မေကတခြားမိမပြိုတွေလိုအိမ်ရီလည်းလုံးမနေဘာမှလည်းမသိမစင်ပြောချင်တာပြောပြီးနေတတ်တာမို့နှစ်ယောက်သားခင်မင်သွားတော့တယ်ကိုကျော်ကအံ့ဩစရာမိန်းကလေးတစ်မျိုးလို့ထင်ပုံရတယ်တင်မေကတဲမကြိုင်ဒါပေမဲ့ကြိုးမဆိုင်သူတို့နှစ်ယောက်ကတယောက်အိမ်ကိုတယောက်လဲပက်ပြီးတော့သွားတူလာတူဖြစ်သွားတော့တယ်ဆရာသတိပေးသလိုနဲ့တင်မေကအရွယ်ရောက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပြီအော်ဟုတ်လားဆရာမျက်မှောင်တွန်းပြီးတော့ဘာလဲကိုတော့မေ့နေပြီလားတင်မေကမပြောဘဲနေခြင်းပေမဲ့ပြောမိသွားတာကိုအပြိုတယောက်ဖြစ်မှန်တစ်ခါမှန်နေကြမှာသတိရတာတင်မေကလူတယောက်လိုပဲစိတ်ထဲထားတယ်ယောက်ျားမိန်းမတော့မခွဲချင်တော့တင်မေကတပတ်ရှိုနောက်တဲ့စမိတ်ဖက်လက်နဲ့ပေါင်တာတော်မမှန်မရိုင်ဖြစ်ကြတဲ့ဆန်နေတတ်တယ်အဝိစားဆိုတာကလည်းတန့်ပြတ်တက်ရခြင်းတစ်ခုသာလူနဲ့တူတော့တယ်ဆရာဟုတ်ပါမလားဟာတင်မေကပြုံးနေတော့တယ်အခုဆရာအထင်မြင်ကိုတဲပြီးကြည့်မဆိုင်ချင်ပြီးတော့အရင်ဆိုရင်သူ့စကားကိုမယုံတဲ့သူကိုဒေါသဖြစ်တတ်တယ်ဘယ်သူမှကြည့်မဆိုင်တဲ့သူကဘရောမှလိန်ပြောဖို့မလိုဘူးလို့လည်းပြောမိတယ်ကိုကျော်နဲ့ဆိုရင်တော့သူယုံမယုံစိတ်ထဲရှိတာကိုပြောပြလိုက်မိတယ်တုံးရတာတွေကတော့ကို့ဘာသာကိုမယုံတဲ့စကားတွေကိုတော့ပြောမိတယ်တင်မေကစိတ်ကရောက်ချင်ရရောက်ပြီးတော့ပါဇက်ကစကားတွေရှောက်ပြောသွားတဲ့အခါအမှားပါပြီးတော့ရှေ့နောက်မညီဖြစ်တတ်တယ်ကိုကသိပေမဲ့လည်းပြန်ပြီးပြင်ဖို့စိတ်မကူဘာအောင်မှကြည့်မဆိုင်ဘာအောင်မှမလေးစားတဲ့အတွက်လည်းမေးတဲ့ဝတိလည်းပါနေပြီပြောပြီးသားစကားကိုထက်ခါပြောမိတယ်ကိုကျော်စကားတွေလည်းနားထဲဝင်ချင်မှဝင်တယ်ဝင်ရင်လည်းချက်ချင်းမေ့သွားတော့တယ်ကိုကျော်မျက်နှာအမူအရာပထမတော့တစ်မျိုးဖြစ်ပြီးတော့နောက်တော့ရိုးသွားသလိုရှိလာတယ်တင်မေကအချုပ်ချယ်မရှိတွေ့ရကိုရှောက်ပြောတယ်စာအုပ်အကြောင်းပြောမိရများတယ်ကိုကျော်ကစာဖတ်ဝါသနာပါပြီးတော့စိတ်ဆက်တယ်တင်မေဖတ်ပုံကလွတ်လပ်တယ်လေစာတအုပ်ကိုကောက်ဖတ်လိုက်တာပဲအဲ့ထက်သိစရာရှင်သိလိုက်တာပဲသကလုံးကိုတော့မမှတ်မိတော့ဘူးတခါတလေစာအုပ်နာမည်နဲ့စာရေးဆရာနာမည်ကိုတော့မကြည့်မိဘူးအဲ့ဒါကြောင့်ဘသူကဘလို့ပြောတယ်ဆိုတာကုန်မလုံနိုင်တော့ဘူးတင်မေဘသူပါပြောမှဆိုတာလဲတဲပြီးခူးမဆိုင်ပါဘူးလေပြောတဲ့အခါအော်ဟုတ်လားဆိုတဲ့အံ့ဩသံနဲ့အတူတင်မေမျက်နှာကိုငေးနေတတ်တယ်ကိုကျော်နဲ့သိရတဲ့အတွက်ယောက်ျားလေးတယောက်နဲ့ရှင်လိုက်တဲ့အခါမှာတော့သူကဘလောက်ပုံကန်ခြင်းစိတ်မယုံနိုင်တဲ့စိတ်တွေပေါ်များပြီးတော့ငါတကောကောလာတယ်ဆိုတာမြင်လာတော့တယ်သူတို့နှစ်ယောက်ကစိတ်ချင်းလုံးဝထက်မိတာတော့မဟုတ်တင်မေစိတ်ထဲမှာကိုကျော်ကိုပြောညံ့တယ်လို့ထင်တယ်သူကင်းဆိုင်တဲ့ကိစ္စတွေကိုကိုကျော်ကင်းဆိုင်တာတွေ့ရတယ်ဒါပေမဲ့ကိုစိတ်ကတော့ဆရာပြောသလိုပဲခြေမပျက်စီးနေရလဲဖြစ်နိုင်တာပဲလေတင်မေကဘူးသီးနုနုအမွှေးသက်ထားသလိုလက်ညှိုးနဲ့ထိုးစိတ်လို့မရတဲ့အခွန်ထူထူအသီးဖြစ်နေတော့တယ်ဒါကတော့ဆရာစကားကိုကျော်ကတော့သူမကိုကြောက်စရာကောင်းတဲ့ဒိုင်းနမိုက်လို့ထင်သလားမသိ
ဒါမဲ့နှစ်ယောက်သားချစ်သူတွေဖြစ်ခဲ့သေးတယ်တင်မေကိုချစ်လာပြီကိုကျော်ကိုလည်းချစ်နေတယ်ရည်စရာကောင်းလိုက်တာကိုကျော်ကတင်မေစကားကိုအတိတ်ပဲနားမလဲသလိုကြောင်းနေတာကိုမှတ်မိသေးတယ်တင်မေကတခြားမိန်းကလေးတွေလိုစိတ်ထဲရှိတာကိုရှော့မပြောရုံသားမကပိုးတောင်ပြောလိုက်တာဖြစ်တယ်တင်မေစိတ်ထဲမှာအချစ်ဆိုတာကိုအဓိကရင်လို့မထားသူ့ရဲ့အသေးနှလုံးမှာချစ်တဲ့နိုင်လောက်ဆိုပြေခြင်းလည်းရှိမယ်မလို့မယုံကြည်ခါတော့ကိုဘွားမှာအချစ်တာကိုးွယ်ရလို့ထင်ခဲ့ဘူးတာမှန်တယ်အခုတော့စိတ်အာရုံရလို့ရှိမသေးရလားကွယ်အချစ်မြတ်တာဆိုတာကိုရိုးရိုးဖြစ်ဖြစ်ဆန်းဆန်းဖြစ်ဖြစ်မနှိစက်ခဲ့ဘူးဒါပေမဲ့ကိုကျော်နဲ့ခဏတစ်ဖြုတ်ပဲဖြစ်ဖြစ်တွေ့ရတဲ့အချိန်မှာပျော်ရွှင်မှုကိုပေးပြီးတော့သူနဲ့မတွေ့ရတဲ့အခါမှာရှင်ထဲမှာဟားနေတဲ့တာအချစ်ပဲထင်ပါတယ်တင်မေကမသေးကြပေမဲ့လက်စီးမိတ်ပြီးချစ်တယ်လို့ပြောချပြလိုက်တော့တယ်ကိုကျော်ဖေဖေမေမေတို့ကိုပြောအောင်မယ်ခွင့်မပေးပါမလားမသိဘူးကွာမေစိတ်မကောင်းဖြစ်မှာဆိုလို့ကိုကျော်ပြောမပြတာသူတို့သဘောတူထားတဲ့မိန်းကလေးတယောက်ရှိတယ်ဆွေမျိုးနီးစပ်ထရပါပဲအဲ့ဒါဘလို့လောက်အောင်မဲတော့မသိဘူးအဲ့လိုပြောတဲ့အခါတင်မေကစက်တိထပြီးတော့ချမ်းလာတော့တယ်တင်မေကအခုချိန်ထိမိဘစီခွင့်တောင်းအောင်မယ်ဆိုတဲ့အတွေးမျိုးတစ်ခါမှမပေါ်ဘူးဘာပဲဖြစ်ဖြစ်တင်မေကလှုပ်ချင်အောင်လှုပ်နိုင်တယ်အဲ့အပြင်မိဘသဘောတူထားတဲ့ဆိုတဲ့စကားမျိုးကိုကျော်ပြောလာတဲ့အတွက်အားသိရတယ်တင်မေကလူတော်ကကြီးထဲမှာဘယ်သူမှမနီးစပ်တဲ့အထီးကျန်တဲ့မိန်းကလေးဖြစ်ပြီဆိုတာရိပ်မိလာတယ်တင်မေအတွေးခေါ်တွေကမြေကြီးနဲ့မနီးစပ်ဘူးလို့ဆိုရမလားဒါပေမဲ့ဆရာနဲ့ကြတော့ဘာကြောင့်ကိုက်ညီနိုင်သလဲပြီးတော့အဲ့ဒီအတွေးခေါ်တဲ့အတိုင်းတင်မေကတော့လုံနိုင်တယ်ဆရာတင်မေကိုငယ်သေးတယ်လို့ဆိုတယ်ဒါပေမဲ့ကန့်ကွက်တာမဟုတ်ဘလို့နေကြထိုင်ကြမလဲဆိုတာကဆရာသိချင်တယ်ကိုကျော့ကိုပိုင်အိမ်လေးတစ်လုံးရှိရပြောတယ်9မိုင်မှာတဲ့အဲ့ဒီမှာသွားနေကြမယ်လीရုံးမှလက်ထပ်မလားပုံမှအတူတူသွားနေတယ်ဆိုရင်ပြီးရောပေါ်ဆရာရဲ့ဘာလို့သေးလဲမင်္ဂလာဆောင်တယ်ဆိုတာတွေကိုယုံကြည်မရှိပါဘူးပြီးတော့ကိုကျော်ကသူ့မိဘတွေကိုပြောလို့မရသေးဘူးတိတ်တိတ်ဆိတ်ဆိတ်ပဲနေကြအောင်မှဖြစ်မယ်ဆရာကောင်းရဲနေတော့တယ်တင်မယ်နဲ့ကိုကျော်တို့က9မိုင်မှာသွားနေကြတယ်ခြံလေးကခက်သေးသေးအိမ်လေးကခက်ချင်းချင်းဒါပေမဲ့မရဲမနေကြကနေရင်းနဲ့တုတ်ထားတဲ့စိတ်ညွတ်ညွတ်လေးကနေကျင်စရာကောင်းပါတယ်အိမ်ထဲဝင်တဲ့မြေဒီလန်းကလေးကလွယ်ပြီးတော့မြေမှန်သမျှမျက်ခင်းနုနုနဲ့ကော့စောခင်းထားတယ်ပုံနေရိတ်ခြံစီယိုးတွေကကိုင်းညက်တာမရှိဘဲနဲ့အရိုင်းတိုင်းတန်တန်ဆွဆန်းပေါက်နေတယ်စီယိုးကိုကပ်ပြီးတော့သက်စပန်းပင်တွေကစပားပင်တွေလိုပြပြညံ့ညံ့ပေါက်နေသေးတယ်တင်မေတို့လည်းတက်ဆက်လေးတစ်လုံးကိုဖွင့်ပြီးတော့ပြောနေတယ်တင်မေကပြောမရဆိုမရနဲ့ဒီနေ့လုံးတပြားတစ်ချက်တည်းဖွင့်ပြီးတော့နေတတ်တယ်ခါတလေလည်းအထက်ထက်ဖွင့်ပြီးတော့နေတတ်သေးတယ်တင်မေတို့ကတက်ဆက်ကလေးတစ်လုံးကိုဖွင့်ပြီးတော့ပြောနေတယ်တင်မေကပြောမရဆိုမရနဲ့ဒီနေ့လုံးတပြားတစ်ချက်တည်းဖွင့်ပြီးတော့နေတတ်တယ်အခါတလေမှာတစ်ဖက်ထဲကိုပဲအထက်ထက်ဖွင့်ပြီးတော့နေတတ်သေးတယ်တင်မေကတမဲစပွဲပေါ်မှာဆိုပေမဲ့တကူလုံးတက်ထိုင်ပြီးတော့စာဖတ်ခြင်းဖတ်နေတတ်တယ်တမဲဆိုင်ရင်လည်းပကံများကိုဘယ်ဘက်လက်ပွားပေါ်တင်ပြီးတော့ခောက်တော့ခောက်ပြန်ရှောက်ရဲ့စားတတ်ပါတယ်ကော်ဖီကိုလည်းမွေရဝမှာထိုင်ပြီးတော့တောက်တတ်သေးတယ်စီကန်လေးများထောင်းမှာပေါ်မိရဲ့အဲ့လိုကိုကျော်ကပြောတတ်တယ်တင်မေကသူ့ကိုယ်သူစီကန်ဆိုတာစိတ်ထဲမထားမှန်းကိုသိမြင်လာတယ်အဲ့ဒါကြောင့်စီကန်အတိုင်းလုပ်ဖို့ကြိုးစားပေမဲ့မေ့မေ့သွားပြီးတော့နေတတ်သလိုနေပြီးတော့လှုပ်တတ်သလိုလုံပြီးပြန်တယ်ကိုကျော်ရဲ့အလုပ်တွေပါရှာမနေပါနဲ့ဒီမှာပဲအေးနေအောင်ကိုကျော်မှာပတ်စံတော်တော်ရှိသေးတာပဲဥစားတင်မေမှာလည်းလက်စွပ်နှစ်ကွင်းရှိသေးတယ်ရောင်းစားတာပေါ့အဲ့ဒီလိုပြောမိတတ်တယ်ပေါ့ပေါ့နေလို့ဘယ်ဖြစ်မလဲမရဲ့ကြီးပွားအောင်ကြံအောင်မှာပေါ့ကြီးပွားတယ်ဆိုတာတင်မေမလို့ချင်ပါဘူးထားပါတော့တော်ကြသားတွေသမီးတွေနဲ့ဖြစ်လာတော့ဘလို့ကျွေးမလဲကွယ်မေမေတို့စီကလည်းကိုကျော်အခုမေနဲ့နေတာကိုသိသွားရင်ပတ်စံတောင်းလို့ရတော့မှာမဟုတ်ဘူးခက်တာပဲခလေးတွေပါလေတင်မေမလို့ချင်ပါဘူးဘာကြောင့်လဲဆိုတော့လောကကြီးကလူဖြစ်လာတာဘာမှအထိပ္ပယ်မရှိဘူးလူဘဝဆိုတာအထိပ္ပယ်ကင်းမဲ့တယ်လို့ဟက်စလီကပြောဘူးတယ်လေအဲ့ဒါကိုတင်မေသိယုံတာပဲပြီးတော့ကလေးတွေကိုဘလို့အယူဆအတွေးခေါ်ရရှိလာအောင်သင်ပေးမလဲတခြားကလေးတွေနေတဲ့အကြောင်းပို့ပြီးတော့အသက်ကြီးလာတော့တခြားလူတွေနေတယ်လို့နေခိုင်းမလားတင်မေသဘောကျမွေးပေါ်ကွယ်အဲ့တော့လဲတင်မေလိုဖြစ်လာပြီးလူတွေနဲ့မတူသလိုဖြစ်နေမှလဲစိုးရင်ရတယ်တော်ပါတော့မေရဲ့မင်းဟာလည်းအတွေးတဝက်တစ်ပြက်ကြီးပဲဘယ်တော့မှအဆုံးမသက်ပဲတင်မေဘွားကလည်းတဝက်တစ်ပြက်ပါပဲ
ကိုကျော်ကလည်းနားမလဲတင်မေရရှိတာရင်းနေလိုက်ကြောတယ်ကိုကျော်ကြောက်မှဆိုလို့တင်မေဖွင့်မပြောတာအခုတလောဆိုရင်ချောင်းဆိုးပြီးတော့သွေးစာလေးတွေပါပါလာတာဖြစ်တယ်ကိုင်းထိပ်ဖူးမှာပွင့်ဦးအစ်စ်အခုလှစ်သည်ရွှေရည်ပန်းပြခတ်မမာလေးလှမ်းမိပေမဲ့မောနေပါမယ်ခူးမလွယ်ဘူးမြေဝဲလျောင်းစင်မောက်ချီရင်ကသစင်းကျွေလွင့်ခရီပွင့်လေအလွယ်လိုက်ပြီးအကြိုက်စံတဲ့လှမ်းကြုံနှင့်သည့်ကျွေပွင့်ဟောသာကောက်ပါမောင်ရဲ့ဆရာမောလျရတဲ့လေတံလေးနဲ့ကျွေပွင့်ဆိုတာဘယ်သူလဲကွယ်လို့မေးတဲ့အခါကိုကျော်နဲ့ပေးစားမယ်ဆိုတဲ့မိန်းကလေးလေးတင်မရပေါ့ပေါ့ပြောလိုက်သလောက်စိတ်ထဲကလည်းပေါ့ပေါ့ပါအချစ်ဆိုတာသိချင်းတရားလို့ပြင်ထည့်ပြီးတော့သဝင်တူတဲ့စိတ်ကလည်းမြုပ်တဲ့ကျင်းလို့ကြမ်းကြုတ်တယ်ဆိုတဲ့ကြပြလေးသာမှန်တဲ့သစ္စာတရားဖြစ်လာရင်တော့တင်မရကိုကြောက်ကိုလည်းမချင်သူ့ကောင်မလေးကိုသဝင်မကြောင်လို့ပဲဆိုရတော့မယ်ကိုဘာသာလည်းဝန်ခံဖွဲ့ပြီးလဲပြောမိသေးတာဒီကောင်မလေးကကိုကြောက်အဖို့တင်မိတဲ့တိတ်ပြီးတော့တက်တော်တာပဲသူ့ကောင်မလေးရဲ့ထင်ရှားတဲ့ဂုဏ်ကတော့အိရှင်မကောင်းဖြစ်နိုင်တာပါမိခင်ရဲ့ကျနာခြင်းမျိုးနဲ့သူနာပြုဆရာမရဲ့ပြုစုခြင်းမျိုးကိုလည်းမယားရဲ့အချစ်အပြင်ရရှိအောင်ပဲအလောက်တော်တဲ့ယောက်ျားပဲဖြစ်ဖြစ်အချစ်သက်သက်ထက်အချော့ကိုမမောတယ်လို့ထင်မိပါတယ်ပြီးတော့ကိုမယားတိတ်ပြီးတော့မသိရလင်းတဲ့ရဲ့အကျွမ်းမဲ့တပည့်ဖြစ်ရမယ်ယောက်ျားစိတ်ကူးအဆန်းသက်ရလာတယ်ဆိုရင်လွယ်လွယ်လိုက်ပြီးထောက်ခံတာထက်ကိုအညံ့စားထားပြီးတော့ကြမ်းကြမ်းကြီးမဟုတ်ဘဲနဲ့ပပနဲ့ခံရင်းပေးရမယ်ထင်ပါတယ်ဒီတော့မှပဲယောက်ျားရဲ့မာနာဖွင့်ဖြိုးပြီးတော့သူ့ကိုယ်သူကျင်းတဲ့စိတ်ဖြစ်ပေါ်လိမ့်မယ်တင်မေကတော့ကိုเจ้าကိုကျင်းတဲ့စိတ်မဲ့လို့မထင်တကယ်ချင်းအဖြစ်တုံးကဒီလိုပြောတာမို့လင်မယားဖြစ်ကြတော့လေဒီလိုပဲပြောမယ်အတူနေတာလွဲပြီးတော့ဘာမှမပူတင်မေကပွေ့ပွေ့ပိုက်ပိုက်နဲ့စကားချုပ်သုံးဖို့လဲစိတ်ကူးမရှိမောင်မောင်နဲ့လည်းမချဲမိဆရာနဲ့တင်မေနားလဲကြသလိုမှကိုကျော်နဲ့တင်မေကနားမလဲဒါကဘာဖြစ်နေရလဲကွယ်ကိုကျော်ပေါ်မှာတမျိုးတိုးနေတဲ့စိတ်ကအချစ်ဆိုတာမဟုတ်သေးလို့လားတညက်နေကြတော့တင်မေတို့လင်မယားအချမ်းအပြင်ကိုထွက်တယ်လမ်းလျှောက်ရင်လည်းကိုကျော်အဖေနဲ့အမေတောင်းကဒီကိုလာကြလိမ့်မယ်လို့ပြောတယ်ဘယ်တော့ရှောက်မလဲတော့မသိဘူးကိုကျော်တို့အเจ้าနေကြားပြီနဲ့တူတယ်လိန်ထားတာမယုံတော့ဘူးနဲ့တူတယ်ဘယ်နဲ့လုံးမလဲကွယ်တင်မေကမျက်လုံးအရောင်ဝဲလက်လက်နဲ့နှက်ခမ်းတမျိုးပြုံးပြီးတော့တင်မေရှောင်းနေမယ်လေဆရာရင်သွားနေလိုက်မယ်ကိုကျော်ကမျက်နှာပြတ်သွားပြီးတော့မလောက်ပါနဲ့မေမေတို့သိလဲသိပါစေပေါ့ကိုကျော်ဆက်ကျင်ရဲပါတယ်မကြောက်ပါဘူးဒါမဲ့သူတို့စိတ်မချမ်းမသာဖြစ်မှာပဲကြောက်တာကိုကျော်ကိုသိချစ်တာမေမေကဆိုရင်သူ့စိတ်ကူးတွေပြက်ကုန်မှသိရင်တိတ်ငိုမှာပဲအဲ့ဒီလိုဝမ်းနဲ့တဲ့အဖျားခတ်ပြီးတော့ပြောတယ်တင်မေကဘာမှမပြောဘဲနေတော့တယ်အိမ်ပြန်ရောက်တဲ့အထိတိတ်ဆိတ်နေတယ်ပခုံးတွန်းတွန်းနဲ့သဘောကျပြီးရည်ချင်းရည်နေတော့တယ်ကိုကျော်စိတ်ဆိုးသွားမှဆိုလို့မနှဲကိုချုပ်တီးထားရတယ်ညအိတဲ့အခါမှာလဲကိုကျော်ဘေးကထပြီးတော့အိမ်အပြင်ထွက်ပြီးရှက်နေမိတယ်စိတ်ကူးထဲမှာဘာမှမရှိလဟပြန်လို့သွေးချောင်းနေတော့တယ်ဘာကိုကြည့်လိုက်ညီငွေ့ဖွယ်ရကြီးဖြစ်နေတယ်လေယားမလုံးမရှက်တစ်ပင်တွေကကြောက်ဖြစ်ကုန်ပြီလားမသိညအမှောင်ကလည်းမွဲချောက်နဲ့ရိုးရိုးရိတ်တယ်ဒါတချမ်းဘက်ကလည်းခလေးဆွဲတဲ့အယုံနဲ့တူးနေတော့တယ်ကျေတောင်မှပြုတ်ပြက်နဲ့မတောင်အသက်မရှိပဲရောင်ကန်းကြောင်တောင်ငေးဆိုင်နေသလိုအောင်းမေနေရတယ်တင်မေကတပတ်နှစ်ပတ်လောက်ဖြစ်ဖြစ်ကိုကြောက်ရင်ခွာပြီးတော့တနေရာသွားနေဖို့ဆုံးဖြတ်လိုက်တော့တယ်ဘာစကားတွေပြောမိရဲဆိုတာမသိကိုကြောက်ကိုအယူဖြစ်အောင်လို့တစ်ဖက်သက်လှောင်ပြောင်းနေမိတာသာတတိယတော့တယ်သူခမမှာဘာမှလည်းမသိရှာတင်မေနဲ့ကိုကျော်ကရန်ဖြစ်ကြသေးတယ်ကိုကျော်ကတင်မေကိုဘဲမှမသွားအောင်ဆိုပြီးတော့ခွင့်မပေးတင်မေကဆရာရင်သွားမှအပြစ်ရှိသလိုခံစားရပြီးတော့ထူးထူးဆန်းဆန်းပဲညရာကုန်းကိုပြန်ကျင်စိတ်ကပေါ်လာတော့တယ်တင်မေကဆိုပြန်တယ်ကိုကျော်ကဘယ်တော့မှမနိုင်တင်မေအမူအရအပြောဆိုတွေကိုမရှင်းမလင်းဖြစ်နေတယ်တင်မေကခေါင်းမာတယ်ကိုကျော်အချစ်အကျဉ်းသားတွေကိုငဲ့ညာပါအောင်အိုးလင်ရဲ့စကားနားမထောင်တာမုန်းနဲ့မာနာလားကွယ်တင်မေကပခုံးတစ်ချက်တော့နှက်ခမ်းတရီနဲ့မထီလေးစားရှိပါတယ်ကျွေပွင့်အောင်သာကောက်ပါမောင်ရဲ့မြရကုန်းအိမ်ကိုရောက်တော့စိမ့်တိမ်တိမ်အိမ်ကကျဲဝဲပြီးတော့လူနေသလိုရှင်းတင်းတင်းနဲ့အခုကအိမ်ပြောင်းလာစားနဲ့ဘာမှတရားမချထားသေးသလိုဖြစ်မိတယ်အိမ်မှာကို့အခန်းလေးနဲ့ကိုခက်ကင်းနေကြတာဖြစ်တာမို့အားလုံးနဲ့သက်ဆိုင်တဲ့အိမ်ရှိခန်းကြတော့အချင်းချင်းတွက်ခဲ့ပြီးတော့ဘသူမှတန်ရှမ်းတက်ရအောင်မပြုပြင်အိမ်ထဲကိုရောက်ပြီးပထမဆုံးစိတ်ထဲဝင်လာတာ
ကြောင်ကြကြတစောင်းကြီးတစ်ခုတည်းကိုရောက်သွားသလိုရှင်ခတ်ဖို့ဖြစ်တာပါမသေးမကွဲပြန်ပြီးမှတ်မိရတဲ့ကလထိုင်နေရာချတဲ့ပုံဖျားစင်မှာပန်းအိုးကျင်တဲ့ပုံခေါမိုးဝဲလင်းပေါ်တက်တဲ့ကြောင်လိမ့်လေကားရှိနေပုံတို့ကိုကြည့်ပြီးတော့ဆွေးသလိုလိုထွက်သွားခြင်းပြန်တယ်လို့စိတ်ဖြစ်ပေါ်တယ်တင်မရဲ့အိတ်ခမ်းအောင်ဝင်တဲ့အခါနည်းနည်းလေးကိုစိတ်ချမ်းသာသွားသလိုဖုန်နေရလဲထူတယ်အခန်းတောင်တွေမှာကြက်ခိုးတွေဆိုင်ပြီးတော့မဲမဲတဲတဲရှိတယ်ဂရင်ဘောကသင်ပြူးဖြာကလည်းဖြူရရော်နဲ့ဖုံအလွှာလိုက်ခင်းနေတော့တယ်ဂရင်ကောင်းရစာကြည့်စပွဲပေါ်မှာအစာအုပ်တွေကဖျို့ဖျဲနဲ့ပုံနေပြီးတော့ဖုံဆောင်အောင်ခြုံထားပြန်တယ်သူ့အခန်းကိုဘယ်သူမှဝင်ပုံမရဟိုတုန်းကငိုချင်းပြေးဝင်ခဲ့တဲ့အခန်းဂလန်လေးချက်ရှိသမျှအားလုံးကိုချပြီးတော့အခန်းလေးတောင်ကိုပက်လှည့်ပြီးတော့အညောင်းပြေလန်းလျှောက်ခဲ့တဲ့အခန်းလေးမှတ်မိသေးတယ်တင်မရနောက်ဖေးနောက်ပြီးထွက်တာရေချိုးတာနဲ့သမင်းစားတာတို့အတွက်သာအခန်းထဲကထွက်ပြီးတော့တလလုံးနေမှဘသူနဲ့မှစကားတစ်လုံးမပြောမိတဲ့အခါတွေကိုမှတ်မိသေးတယ်။ပါဇက်ဆိုတာစားတောက်ရုံအတွက်ပဲမဟုတ်ဘဲနဲ့စကားပြောဖို့နဲ့တချင်းဆိုဖို့လည်းပါသေးတယ်။တချင်းဆိုရင်အပြင်အမကြောက်အောင်ကြီးရတဲ့အတွက်အားမရ။စကားပြောရင်လည်းစိတ်ပေါက်တော့တယောက်တည်းပြောမိတာလည်းကြောင်လာတယ်။တင်မစ်ချီဖွားတွေကဖုံနဲ့ပေရပြီးတော့ကျမ်းမြေပေါ်မှာခြေရာတွေကပြပြတတထင်းနေတော့တယ်။ဖုံနဲ့ကိုမရှူချင်လို့ပရင်းမောက်ကိုဖွင့်တဲ့အခါပင်းကူအိမ်ရဲ့အစည်းမြာတင်းပြီးတော့ပြက်ကုံကလုံးဝပျက်စီးသွားတော့တယ်။ပင်းကူလေးကလည်းရင်းပေါင်နဲ့နရံရိုက်အမိမှာကြားညက်သွားပြီးတော့လူးလွတ်ချိန်မှသွားတော့တယ်။တင်မရတော့အသက်တစ်ချောင်းဆိုတာတော့သတိမရ။ပရင်းကနေပြီးကြည့်တဲ့အခါမြရကုန်းချောင်းရဲ့ကွေးကောက်လျှောဆင်းလာတဲ့ရေလက်လက်ကိုတင်းရွက်တကိုင်းနေကြထိုးဖောက်ပြီးတော့မြင်နေရတယ်။ဒီရေအလျင်ကဘဲကိုစစ်စင်းပါလေ။သူ့ရဲ့အဆောင်ကပင်လယ်လားမြချောင်းတိုင်းလိုက်ပြီးတော့သွားခြင်းနဲ့အတိုင်းတစ်ပြေကိုမြရောက်သွားလိမ့်မလား။ချောင်းရည်ရဲ့အမြင်ကပါပြီးတော့ရိပ်ရိပ်မှုန်သွားပြီးတော့တချင်းဆိုတဲ့ခလေးငိုတဲ့အော်ပြီးတော့ရှိတဲ့ခက်တဲ့ကြားမှာပျောက်သွားတော့တယ်။အဲ့ဒီအတန်ပလန်နေတဲ့တိုင်းပြည်မှာတင်မရဲ့အိမ်ကိုများတွေ့မလားကွယ်။တင်မရဲ့အတွေ့တွေကအဆုံးမသက်ဖ ೇನೆ အထက်နဲ့တစ်ခုနဲ့တစ်ခုပန်းဖောက်သွားပြီးတော့နောက်ဆုံးသတိထားမိတာချောင်းဆိုးလိုက်တာပဲဖြစ်တယ်။ခရီးပန်းလာတယ်မလား။မနေ့ကလေးကကိုเจ้าကိုအတိမပေးပဲထွက်ပြီးတော့ရန်ကုန်တစ်မျိုးလုံးကိုနေပူတဲ့ထိမပါပဲနဲ့လှည့်ပတ်နေခဲ့တယ်။ဆရာအိမ်စီစီတို့အိမ်စာအုပ်ဆိုင်မောင်ကိုမာရီလန်နောက်ဆုံးအပန်းဖြေထိုင်စရာဘိုင်စကုပ်ယုံတင်မင်းစိတ်ထဲမှာအားလုံးကိုလိုက်နှုတ်ဆက်နေသလိုမနေ့ကတော့3နာရီမထိုးခင်ကနိုးနေပြီးတော့အိတ်လို့မရတင်မင်းကမျက်စိကြောင်နဲ့ယောဂရှိတယ်မြရကုန်းလည်းပြန်ရမှာမလို့အဲ့ရတဲ့လူလိမ့်မနေပဲနဲ့ရေထချိုးပြီးတော့ခြံထဲဆင်းနေမိတယ်အေးမိသွားသလားတော့မဆိုနိုင်တနေ့ကင်းလုံးမှာတော့မြရကုန်းနဲ့ရန်ကုန်ပြေးတဲ့ကားပေါ်မှာခရီးသည်တွေနဲ့လုံးထွေးကြက်ညက်ပြီးတော့ရင်းထိုးလာခဲ့ရတယ်မြရကုန်းကိုရောက်တော့အိမ်ကိုအလားမှာမိုးကဗျန်းကနေတဲချလိုက်သေးတယ်တင်မရဗရဲမောက်ကနေခွာလာပြီးတော့ဂရင်မော်လှည့်ချလိုက်တယ်တကူလုံးကဖုံနေပြီးကုန်ပေမဲ့ကျူးမဆိုင်စပင်ထဲကိုဖုံဝင်တာကိုတော့မတိုးမတန့်ဖြစ်မိတယ်ဒါပေမဲ့ရင်ထဲကကြက်တာမို့သွေးခက်ပြစ်ကိုထမထွေးချင်တဲ့အတွက်ငုံထားမိတဲ့အခါပြုတ်တက်လာတော့တယ်ထပြီးတော့ထွေးပြရပြန်တယ်ညနေမမေဆက်ကပြန်လာတဲ့အခါဘာစကားမှမပြောနိုင်မဲနဲ့ခြေပြစ်လက်ပြစ်နဲ့ဂရင်မော်လှိမ့်ပြီးချောင်းဆိုးနေတော့တယ်တင်မရငှက်ပြားလဲဝင်လာတယ်ချောင်းဆိုးသွေးပါမှာမြှင်းပြီးတော့အင်ဒရီမပြတ်တပြေးပြေးခံပြီးမှသေတာများပေမဲ့တင်မရမောင်လေးအပူကိုသွားပြီးတော့တတိရတယ်မောင်လေးကအဲ့ရပေါ်မှာအကြာကြီးလှဲပြီးမနေဆေးရုံမှာအရက်20လောက်ပဲကြာတယ်ရောဂါပြင်းလို့လာတော့မသိကလေးကလည်းငယ်ရွယ်လို့လားသေတာကလည်းမငင်သာတာကိုမြင်ရောက်နေမိတယ်ဒါမှမဟုတ်ချောင်းဆိုးသွေးပါမှာဖြစ်ပုံအမျိုးမျိုးရှိတာဖြစ်လိမ့်မယ်ဆရာဝန်ကတင်မေကိုအရင်တော့တခါမှချောင်းဆိုးရင်သွေးမပါဘူးလားလို့မေးတဲ့အခါတင်မေကငေးနေပြီးမှစိတ်မပါသလိုရှောက်ပြောပြမိတယ်ဆယ်တန်းတက်တဲ့နှစ်ဦးကလေးကတင်မေကအလိုလိုနေမောနေတတ်တယ်ရှင်ထဲကအောင်းနဲ့တအုံနွေးနွေးလဲဖြားနေတတ်တယ်ညညဆိုရင်တော့အဖျားကကြီးလာပြီးတော့ပင်ပန်းလာပြီးအသက်ရှူမွာပဲနဲ့ပါဇက်ပေါင်ဖွင့်ပြီးတော့အသက်ရှူရတယ်လက်ဖျားကလည်းတုံးနေတတ်ပြီးတော့လက်သေးတွေကခြောက်ပြီးတော့အရင်မှဖြူနေတတ်တယ်ဆရာဝန်ရောမပြအောင်လားမိဘကိုဘာလို့မပြောရလဲတင်မရကိုလှုပ်လိုက်ပြီးတော့သူ့ကိုယ်သူရှီလိုက်ကနှစ်လကျော်လောက်ချစ်သူနဲ့လည်းအတူတူနေခဲ့သေးတယ်ကဲဘယ်လောက်မွဲတဲ့တင်မေလဲကွယ်မြရကုန်းရင်ရှော့ကျသွားရရဲ့အစုံခလေးငိုတဲ့အော်တဲ့တချင်းဆိုတဲ့နေကိုနှုတ်ဆက်လက်ဆောင်ပေးစရာဘာမှမရှိ
မိုးပွဲတွေပါသွားပြီဇလက်သီးတွေကလည်းတိတ်မကျွေလေငိမ်သွားပြီလေအပြင်ကချမ်းပြီးတော့အတွင်းကပူနေတယ်ရှင်တစ်ခုလုံးကမာခဲပြီးနေတယ်လို့ထင်မိတယ်ခြေထဲခုန်ဆင်းဖို့လာခဲ့ပြီးတော့ဘယ်တော့မှမအောင်မြင်ခဲ့တာဘယ်နှခါရှိပြီလဲရေပန်းနေနဲ့အထီးတွေ့ဆိုတာမှအင်မတန်ညင်သာယူရတာပါသေမာကိုကြောက်တယ်များထင်သလားကြောက်တယ်ပဲထားပါအောင်လွတ်မလားကွယ်အသက်ရှင်ပြီးဝေဒနာထကြွလာတာကိုတင်းခံမှုကရက်ပိုင်းလောက်ပဲကျန်တော့တယ်လေအမှန်တကယ်ခံစားရတဲ့ဝေဒနာကလည်းသေတာထက်ဘလောက်ဆိုးတယ်ဆိုတာလူတွေကိုပြောပြလိုက်ခြင်းနဲ့ခံစားရတာအကျဉ်းဆုံးအဆင့်ကိုရောက်ရင်ဟိုဘက်အစွန်းနဲ့ဒီဘက်အစွန်းအားချင်းပြိုင်ပြီးလွန်ဆွဲနေတော့အလဲအကျိုးလို့အေးအော်ပြီးတော့မခုံပေါက်လိုက်နိုင်အသက်ဆိုတဲ့ဟာလည်းမထွက်ဖက်နဲ့တွေ့ခဲ့နေတာမို့မြရကုံချောင်းနဲ့ကိုအန်ကျိတ်ပြီးတော့တွေးနေမိတယ်ခုတစ်ပတ်အတွင်းမှာဒီနေရာကို3ခါလောက်တောင်ရှောက်ခဲ့ပြီအခုတစ်ခါတော့အေးဆေးတွေးပြီးတော့လာခဲ့တာတေးပြစ်ပါတော့မယ်လို့တေးကြနေတော့တယ်19နှစ်နဲ့4လလူပြည်မှာနေခဲ့ပြီးမိဘတွေလည်းရှိခဲ့တယ်ညီကိုမောင်နှမတွေလည်းရှိတယ်ချစ်သူနဲ့တွေ့ပြီးတော့လင်းအောင်ဖြစ်ခဲ့တယ်ပြီးတော့တစိမ့်ရဲ့မြတ်တာဒါကိုလည်းရှားခဲ့ပြီးငွေကိုလည်းကင်သုံးခဲ့တယ်ပညာလည်းသင်ခဲ့ပြီးအမေတဲဟုတ်ပါလားဘာမှလူလီသေးမရှိတင်မေလိုချင်တာတခုတည်းသောအိမ်ရက်ပေါင်းလာပေါင်းကြာခဲ့တဲ့အတွင်းမှာနေခဲ့ရတဲ့အိမ်တွေကတင်မေကိုပိုင်းမရှိဒီတစ်ခုအတွက်တော့ဝမ်းနည်းမိသလိုနေခဲ့တယ်လေမမေတို့ရဲ့အိမ်ဆရာအိမ်ကိုကျော်အိမ်တင်မေကဘလောက်ကြာရှည်ကြီးထိုင်ပြီးတွေးနေမိတဲ့အတွက်ကိုဒေါသဖြစ်မိတယ်ဒီလိုလာတာအခုလိုထိုင်ပြီးတော့ချောင်းဆိုးလိုက်သွေးနဲ့တတွေးကိုထွေးပြလိုက်နဲ့ဝေဒနာကိုလက်ခံနေဖို့မဟုတ်တင်မေကအာယူပြီးတော့ထားတယ်မောလိုက်တာနော်မြရကုံချမ်းရေရင်ကိုကြောပေးပြီးတော့ခိတ္တရန်နေမိတယ်တင်မေကတွားပြီးလာခဲ့တဲ့လမ်းလေးကိုမြင်ရတယ်လမ်းလေးပေါ်မှာကျွေးနေတဲ့တရွက်တွေကမိုးရေကြောင်နူးပြီးတော့လက်ဆက်နေသေးတယ်လမ်းလေးမှာကင်မွန်းချုံမြရချုံတွေကိုတိုးပြီးလာတာမို့လမ်းလျှောက်ရခက်တယ်တင်မေကခါတိုင်းလိုပဲရှည်တဲကိုခုံဆင်းပြီးတော့မသေးချင်တော့ပဲရှိတာမို့ဒါလမ်းအတိုင်းပဲဖြည်းဖြည်းလေးပြန်လျှောက်ခဲ့တယ်ဘိုးသားတွေပြိုကျလာပြီးတော့မောင်ရီရီဖြစ်တယ်မိကိုရောင်ကောင်းကင်ပါနေလေလျက်စီကတိတ်ပြီးမပြိုပြက်နိုင်ဝမလို့အုံလက်တွေကတန့်ရှင်းပြီးတော့စိမ့်ပြီးတညွတ်ညွတ်လွှဲနေကြတယ်အုံစိမ့်နဲ့မိုးမိုင်းမိုးပေါက်တွေကလည်းဟစ်အော်ပြေးဆင်းလာပြီးတော့သဲချလိုက်တယ်မိုးပေါက်တွေကပြန်လာခြင်းကြောပြင်ကဆက်ပြီးတော့ကုန်းလာတယ်အဲဒါကြောင့်ချောင်းဆိုးပြန်ပြီးတော့မမတ်ပြန်ရရတယ်ကိုမတ်တော့မိုးရေရမျက်နှာကိုပတ်ရိုက်ပြီးတော့ဘာမှမမြင်ရတော့အဲ့လိုနဲ့ချောင်းဆိုးပြီးတော့ပါဇက်ထဲမှာပြေးလာတယ်ထွေးပြစ်ဖို့တောင်မောနေပြီမြေကြီးပေါ်ထိုင်ချပြီးတော့မောဟိုက်နေတော့တယ်သွေးတွေပြေးလာပြန်တာမို့ထွေးပြရတယ်အသက်ရှူလို့မဝတဲ့ကြားဆိုးလိုက်တဲ့ချောင်းမျက်လုံးတွေကပြားလာပြီးတော့အားလုံးကရိမ့်ထိုးနေတော့တယ်မှောင်လာစီတာသပင်တွေကလည်းရေဆိုပြီးတော့ပါးပြင်မှာလာကက်နေပါတယ်လေးလိုက်တာဒါမဲ့ဖဲ့ပြစ်ဖို့ကိုယ့်လက်ကိုယ်တော့မနိုင်ဘဲလက်နဲ့မြေပေါ်ကိုထောက်ပြီးတစောင်းလှည့်လိုက်ကကွေးကွေးခောက်ခောက်နဲ့ချောင်းဆိုးရပြန်တယ်ရှင်ကောင်းထဲကဂလိုင်တန်းပါလာတယ်မိုးရေတွေကြားမှာပဲချွေးစည်းတွေပြန်လာတာကိုအလိုလိုသိနေမိတယ်မောလွန်းလွန်းထင်ပါတယ်တတွေးနဲ့သွေးတွေကိုမထွေးထုတ်နိုင်မဲနဲ့ပါဇက်မပွင့်တပွင့်နဲ့ပြန်မျိုးချတဲ့အခါတချို့ကမေးစီပေါ်ကိုစီးကြလာတယ်မိုးရေကြောင့်မုံလဲမိုးနေပြီအရှိရဖားကွဲနေတယ်လေခက်ထူထူပိမ့်ပိမ့်ဆိုပေမဲ့တိမ်ပြူလိုထွန်းဖောက်ပြီးရမယ်ထင်ပါတယ်ကြည့်ရတာပြောဖက်တဲ့ပုံပဲမျက်မှောင်တွန်းပြီးကြည့်ပေမဲ့မပွင့်လေတင်မေကတန်းလန်းသွေ့လေးပေါ်မှာရှောက်ပြီးသွားပါတယ်ပေါ်ပါလှပြီးလေမာလွင့်နေတယ်လို့ထင်မိတယ်စပင်တွေကလည်းဖွာရရကျဲတွင်ပြီးတော့ဆက်တွန့်ပုံဝလို့ကျောနောက်ကနှိုင်းချပြီးတော့လိုက်လာတယ်ကြည့်ရတာခက်မောင်မောင်ပြပြတိတ်ဆိတ်ပြီးတော့အေးမြတယ်ဘာတမ်းမှမရှိသက်ရှိပစ္စည်းရဲ့အရင်ငွေကိုဘာမှမမြင်ရတင်မေစိတ်ထဲမှာဝမ်းနေနေရလည်းမဟုတ်ပျော်ရွှင်နေရလည်းမရှိဒါပေမဲ့လွတ်လွတ်ကျွတ်ကျွတ်တော့ရှိတယ်တင်မေတယောက်ကထီထီလမ်းလျှောက်လာတယ်အဲ့ဒါစလို့လည်းမရှိဖြင်းနှေးတုံချပြီးတော့လည်းမနေဘာအောင်မှလည်းမသိသလိုလမ်းလျှောက်ပြီးတော့သာလာနေတော့တယ်လမ်းလျှောက်တယောက်တည်းလျှောက်တင်မေတယောက်တည်းမမြင်ရပေမဲ့ဟောဟိုမှာတင်မေအိမ်ကြည့်ပါအောင်အိမ်ပြန်ရတာလွမ်းလျားလိုက်တာတန်လန်းရဲ့အစွန်အိမ်ရဲ့အဝကိုရောက်တော့ရန်လိုက်တဲ့ရုတ်တရက်မဝင်ပြင်တကားပိတ်ထားသလားဖွင့်ထားသလားအိုးဘာမှမမြင်ရအိမ်တလုံးအောင်မမြင်ရလမ်းကိုငုံကြည့်တော့လည်းမမြင်ရထူးထူးဆန်းဆန်းအလိုအလျောက်သိနေတယ်တင်မေကတပြင်းလေးချပြီးတော့နှစ်ဖူးကချွေးဆူလာတာကိုလက်ကင်ပွားနဲ့တက်တဲ့အခါ
အိမ်ပြန်ပြီးတော့ဝင်ခွင့်ရပြီဆိုတော့အလိုအလျောက်သိလာတယ်။တကားဖွင့်လာတဲ့သူကိုလက်ကမ်းလိုက်တယ်။အလိုတင်မေလက်ကိုစုပ်ဖမ်းကြိုယူတဲ့လက်ကအေးဆက်လာပါကလား။ပရိသတ်များရှင်ကျမခုတင်ဆက်ပေးခဲ့တာတော့ဆရာကြီးဆရာမကြီးအေးရေးသားထားတဲ့နွမ်းလျားအိမ်ပြန်ဆိုတဲ့ဇာတ်သိမ်းပိုင်းလေးပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းများစွာကိုလည်းစောင့်မျှော်အားပေးနားဆင်ပေးပါဦး